အားလုံးမင်္ဂလာပါဒီနေ့88 Lionsgate Porter address ရင်လို live class လုပ်တာမဟုတ်ပဲအခုလိုမျိုး mini course ကိုကျွန်မ spiritual community ထဲမှာရှိနေတဲ့ members တွေ address ပြုလုပ်လိုက်ပါတယ်ဒီ mini course ကိုမစခင်မှာကျွန်မအသိပေးခြင်းတဲ့အချက်၃ချက်ရှိပါတယ်ပထမတစ်ချက်က power ဆိုတဲ့အရာပါကျမတို့အခုလို Fire Horse ပဲဖြစ်ဖြစ်ဒီလိုမျိုး Lionsgate Portal ပွင့်တဲ့အချိန်မှာဒီလိုအချိန်မှာ meditation လုပ်ရင်ပို့ပြီးတက်ရောက်မှုရှိတယ် manifestation လုပ်ကြမယ်ဆိုပြီးတော့ပြောကြတယ်သို့မဟုတ်တော့အရင်လိုပေါ့ full moon အချိန် new moon အချိန်တွေမှာတရားတွေထိုင်ကြတယ်တကယ်တမ်း the power is within you ပါ power ဆိုတဲ့အရာကကျမတို့စီကလာတာဒီ portal တွေကနေလာတာလည်းမဟုတ်ဘူး full moon ကနေလာတာလည်းမဟုတ်ဘူး new moon ကနေလာတာလည်းမဟုတ်ဘူးဆရာမတွေစီကကျမတို့လိုဆရာမတွေစီကလာတာလည်းမဟုတ်ဘူးသင်စီကလာတာပါဒါပေမဲ့ဒီလိုအချိန်မှာဒီလိုမျိုး powerful ဖြစ်တဲ့အချိန် collective energy universe ထဲမှာရှိနေတဲ့ energy ကိုအသုံးချပြီးတော့ဘာဖြစ်လို့လုပ်ရလဲဆိုတော့သင်မှာရှိပြီးသား energy တစ်ခုကိုဒီလိုမျိုး meditation တွေလုပ်ပြီးတော့ activate လုပ်ပြီးတာပါအသိမှတ်ပြုဖို့အတွက်ဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေအားလုံးကတကယ်ကို abundance တစ်ခုနဲ့မွေးဖွားလာတယ်မွေးကစားမှာပဲ freedom တစ်ခုလွတ်လပ်ပျော်ရွှင်နိုင်စွမ်းတစ်ခုလွတ်လပ်တွေးခေါ်နိုင်စွမ်းနေနဲ့ကျမတို့မွေးဖွားလာတယ်ဒါပေမဲ့ along the way မှာ life happens ဘဝမှာကြုံခဲ့ရတဲ့အတွေ့အကြုံတွေရှိမယ်တွေ့ခဲ့ရတဲ့လူတွေရှိမယ်ကိုကြီးပြင်းခဲ့ရတဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီးတော့ကိုယ်ပုံစံမဟုတ်ဘဲနဲ့ဒီပတ်ဝန်းကျင်မှာ survive လုပ်ဖို့အတွက်ကိုကျမတို့ကိုယ်ပုံစံတကယ်ပုံစံမဟုတ်ဘဲနဲ့ဒီပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေဖြစ်တဲ့ပုံစံတစ်ခုကိုကျမတို့ဖန်တီးလာခဲ့ကြတယ်ဖန်တီးမှမသိအဲ့ဒီပုံစံဖြစ်လာတယ်အဲ့တော့အဲ့ဒီပုံစံကတကယ်တမ်းကျမတို့ရဲ့ power တွေနဲ့ချိတ်ဆက်လို့မရဘူးကို confidence တွေလျှော့နေလာတာဖြစ်မယ်ဥပမာအားဖြင့်ကိုယ်တိုင်ကအမြဲတမ်းကိုရဲ့ဖြစ်နိုင်စွမ်းလောက်ကင်နိုင်စွမ်းတွေကိုအမြဲတမ်းနှိမ်ချပြောဆိုရဲပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရတဲ့ကလေးတယောက်ကအသက်ကြီးလာတဲ့အခါမှာကိုယုံကြည်ချက်မရှိတာမဆန်းပါဘူး that's normal ပါ that is a process ပါဒါကို normal ဆိုပြီးတော့ဒီနေရာမှာရပ်ထားဖို့မဟုတ်ဘူးဒီလိုဖြစ်ခဲ့လို့ဒီလိုဖြစ်နေတယ်ဆိုတာကိုအတိတရားရပြီးတော့ပြောင်းလဲနိုင်တယ်ဆိုတဲ့ power တစ်ခုဟာသင်မှာရှိတယ်ဆိုတာကိုသိဖို့အတွက်ပါနောက်တစ်ခုကကြတော့ time ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်က August 10 ရက်နေ့ကျော်သွားတယ်ဆိုရင်လေစိတ်မပူပါနဲ့ကျမသင်တန်းနေကျမရဲ့ mini course တွေကျမ meditation တွေဒီ timeless ဖြစ်ပါတယ်ဘယ်အချိန်မှာပဲဖြစ်ဖြစ်ကြည့်လို့ရပါတယ်ကျမခုနရှေ့ကပြောထားတဲ့တစ်ချက်လိုပဲ the power is within you ပါသင်မှာရှိပြီးတော့ power ကို activate လုပ်တဲ့အတွက်အဲ့ဒီ activation ဟာဘယ်အချိန်ပဲလုပ် relatable ဖြစ်တဲ့ applicable ဖြစ်ပါတယ်အလုပ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့အချိန်က August 10 ရက်နေ့ Lions Portal ပွင့်ပြီးတော့ပဲဖြစ်ဖြစ်မပွင့်တဲ့အချိန်ပဲဖြစ်ဖြစ်December 10 ရက်နေ့မှာပဲလုပ်ဒီမှာကဒီဗီဒီယို mini course လုပ်နေတဲ့အချိန်မှာ2026 August ဖြစ်တဲ့အတွက်နောက်နှစ်2029 August မှာပဲလုပ်အကျုံးဝင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့လုပ်သွားမယ့်ဟာဒီ order နဲ့လုပ်သွားမှာပါဒါကတတိယတစ်ချက်ပါအဲ့ဒါဘာလဲဆိုတော့ order is important order ဆိုတာဘာလဲဆိုတော့ကျမတို့ပထမဦးဆုံးမှာသင်ရဲ့ old patterns တွေ old habits တွေ old identity သင်ရဲ့အဟောင်းတွေပုံစံအဟောင်းတွေကိုအတိမတ်ပြုသွားမယ်အတိမတ်ပြုမဲ့ journaling လည်းလုပ်သွားပါမယ်အဲ့ဒါကိုပထမဦးဆုံးမှာကျွန်မထည့်ထားပါတယ်အဲ့ဒါဟာကျမဘက်က guided လုပ်ပြီးမယ် journaling ဒါကိုကျမတို့ပြုလုပ်သွားမယ်အဲ့လိုလုပ်ပြီးသွားရင် forgiveness meditation လုပ်သွားပါမယ်ပထမကကျမပေးထားတဲ့ workshop ကိုပြုလုပ်ပြီးတော့သင်ရဲ့ old pattern တွေကိုသင်အတိတွေကိုရောက်လာစေဖို့သင်အတိမှတ်ပြုဖို့အတွက်သင်ကိုသင်ဖြတ်လို့ဖြတ်စည်းရအလုံးနေမှမသိတဲ့အကျင့်မကောင်းတဲ့အကျင့်တွေကိုမကောင်းတဲ့အကျင့်ဆိုတာဘယ်လိုပြောမလဲသင်ကိုရှေ့မရောက်စေတဲ့အကျင့်တွေကိုသင်လုပ်နေမိတယ်ဒီအကျင့်တွေကမကောင်းဆိုတာကိုသင်သိပေမဲ့ကောင်းတဲ့အကျင့်တွေကိုသင်မလုပ်နိုင်သေးဘူးဒါတွေဟာဘာကြောင့်လဲဆိုတာကိုသင်ကိုသင်ပြန်ပြီးတော့ရှာဖွေသွားမယ်ဒီလိုမျိုးအကျင့်တွေကဘယ်အချိန်ကစခဲ့တာလဲဆိုတာကိုပြန်လဲရှာဖွေသွားပါမယ်ဒါကိုကျမရဲ့ guided journaling guided meditation နဲ့အတူတူလိုက်ရင်းနဲ့ရှာဖွေသွားကြပါမယ်ဒီလိုမျိုးရှာဖွေပြီးသွားတဲ့အခါမှာသင်ရဲ့ overversion ကိုအတိမတ်ပြုပြီးတော့ခွင့်လွှတ်ဖို့အတွက် forgiveness meditation ပြုလုပ်သွားပါမယ်ဒီလိုမျိုး forgiveness ပြုလုပ်ပြီးတော့မှပဲသင်ရဲ့ new version ကို new identity ကိုပြန်လဲ activate လုပ်သွားမယ် embody လုပ်သွားမယ်ပေါ့ဒါကြောင့်မလို့ orders is important မှာဒီထဲမှာလည်းပြောထားသလိုပထမဦးဆုံး release လုပ်မယ် forgive လုပ်မယ်ပြီးတော့မှ embody လုပ်သွားကြပါမယ် so enjoy this mini course passion